ပရိသတ်ကြီးဒုတိယကမ္ဘာစစ်အကြောင်းပြောမယ်ဆိုရင်အမေရိကန်ပြည်ထောင်စုရဲ့သူရဲကောင်းဆန်တဲ့စွမ်းဆောင်မှုတွေနော်မန်ဒီကမ်းခြေကအောင်ပွဲတွေဒီမိုကရေစီအတွက်ရပ်တည်ပေးခဲ့တာတွေစတဲ့အောင်မြင်မှုပေါင်းများစွာကိုပဲအများစုကမြင်အောင်မိကြမှာပါဟုတ်ပါတယ်အမေရိကန်ဟာစစ်ပွဲကြီးရဲ့အဆုံးအဖက်မှာအရေးပါတဲ့အခမ်းအနားကနေပါဝင်ခဲ့တာမှန်ပါတယ်ဒါပေမဲ့တမိုင်းဆိုတာအများအားညနာတစ်ဖက်တည်းပြန်ပြောင်းပြောပြနေတာမဟုတ်ပါဘူးအကြီးကျယ်ဆုံးသောစစ်ပွဲတွေမှာတော့အင်အားကြီးနိုင်ငံတွေကမထင်မထားတဲ့အမားတွေဆိုးရွားတဲ့ဆုံးဖြတ်ချက်တွေချခဲ့ကြရပါတယ်အထူးသဖြင့်အမေရိကန်ပြည်ထောင်စုလိုစစ်အင်အားကြီးနိုင်ငံတော်ဒုတိယကမ္ဘာစစ်ကြီးမှာဘယ်လိုအမားမျိုးတွေလုပ်ခဲ့မိလဲဆိုတာကိုဒီနေ့ကျွန်တော်တို့အတူတူလေ့လာကြည့်ကြရအောင်ဒီအချက်တွေကခင်ဗျားတို့ကိုတကယ်ကိုအောက်အော်တုံလို့သွားစေမှာအသေးကြပါပဲအမားတွေကနေသင်ခန်းစာယူပြီးမှတာအောင်ပွဲကိုရယူနိုင်ခဲ့တယ်ဆိုတဲ့အချက်ကိုလည်းကျွန်တော်တို့မမေ့သင့်ပါဘူးပထမဆုံးအကြီးမားဆုံးအမားကတော့ပိုလဲစစ်ကန်နဲ့ Pacific စစ်မြေပြည်ရဲ့အစောပိုင်းကာလတွေကမှားယွင်းမှုများပါပဲ1940ခုနှစ်ဒီဇင်ဘာလ9ရက်နေ့ဒီနေ့ကိုအမေရိကန်တမိုင်းမှာအရှက်ရစရာအကောင်းဆုံးနေ့အဖြစ်မှတ်တိုင်တင်ထားပါတယ်ဂျပန်တို့ရဲ့ပိုလဲစစ်ကန်တိုက်ခိုက်မှုဟာအမေရိကန်တို့အတွက်မမျှော်လင့်ပဲဖြစ်ခဲ့တာလားတကယ်တော့မဟုတ်ပါဘူးအမေရိကန်ထောက်လှမ်းရေးဌာနဟာဂျပန်ရဲ့လှုပ်ရှားမှုတွေကိုအချိန်မီသိရှိခဲ့ပါတယ်သူတို့ရဲ့ရှိုးဝဲကွက်တွေကိုလည်းဖော်ထုတ်နိုင်ခဲ့ပါတယ်ဂျပန်တို့တိုက်ခိုက်မဲ့အလားအလာရှိတယ်ဆိုတဲ့သတိပေးချက်တွေဟာဝါရှင်တန်ကနေဟာဝိုင်ယီကိုရောက်ရှိခဲ့ပါတယ်ဒါပေမဲ့ဘာကြောင့်လဲဆိုတော့အဲ့ဒီသတင်းအချက်အလက်တွေကိုမှန်ကန်စွာအကဲဖြတ်ပြီးအရေးယူဆောင်ရွက်ဖို့ပြက်ကွက်ခဲ့ကြတာကြောင့်ပါပိုလဲစစ်ကန်ကစစ်တင်ဘောတွေဟာပွင့်လင်းပင်လယ်ပြင်ကိုထွက်ခွာသွားခဲ့မယ်ဆိုရင်အပြက်တစီနေပါသွားမှာသိချပါတယ်ဒါပေမဲ့အရာရှိတွေရဲ့ပေါ်ဆမှုသတင်းအချက်အလက်တွေကိုပေါင်းစပ်နားလည်နိုင်စွာမရှိမှုတွေကြောင့်အဲ့လိုမဖြစ်ခဲ့ပါဘူးတိုက်ခိုက်မှုရဲ့ရလဒ်ကတော့စစ်တင်ဘော၈စီးနစ်မြုပ်ပျက်စီးခဲ့ပြီးအမေရိကန်စစ်သား2403ဦးသေဆုံးခဲ့ရပါတယ်အာရှတိုင်းမှာလည်းအခြေအနေကဒီထက်မဆိုရင်တော့ကောင်းမွန်တာမဟုတ်ပါဘူးပိုလဲစစ်ကန်တိုက်ခိုက်ခံရပြီးမကြာခင်မှာပဲဖိလစ်ပိုင်မှာရှိတဲ့အမေရိကန်လေတပ်ဟာလည်းဂျပန်ရဲ့ထပ်မံတိုက်ခိုက်မှုကိုခံခဲ့ရပါတယ်အမေရိကန်ဗိုလ်ချုပ်မက်အာတာရဲ့လေတပ်ဟာလေယာဉ်ပြေးလမ်းပေါ်မှာအတန်းလိုက်ကြီးရထားဆဲဖြစ်လို့အလွယ်တကူဖျက်ဆီးခံလိုက်ရတာပါပဲဂျပန်တို့ရဲ့ပိုလဲစစ်ကန်တိုက်ခိုက်မှုအကြောင်းကြိုတင်သတင်းကြားထားပြီးမှလေယာဉ်တွေကိုအကာအကွယ်ပေးဖို့ဒါမှမဟုတ်လေထဲကိုပြန်တက်ပြီးခုခံဖို့လုံးဝပြက်ကွက်ခဲ့ပါတယ်ဒီလိုဆိုးရွားတဲ့အမားတွေကြောင့်ဖိလစ်ပိုင်မှာအမေရိကန်စစ်သားတွေလက်နက်ချခဲ့ရပြီးနာမည်ဆိုးနဲ့ကြော်ကြားတဲ့ပါတန်တင်မင်းချီတဲ့ပွဲကိုလည်းကြုံတွေ့ခဲ့ရပါတယ်ဂျပန်စစ်သားတွေရဲ့ရက်စက်ကြမ်းကြုတ်မှုကိုခံခဲ့ရတဲ့အမေရိကန်နဲ့ဖိလစ်ပိုင်စစ်သားထောင်ပေါင်းများစွာဟာအသက်ပေးခဲ့ရပါတယ်ဒါဟာအမေရိကန်စစ်တပ်ရဲ့အစောပိုင်းအကြီးမားဆုံးဆုံးရှုံးမှုတွေထက်ကတစ်ခုဖြစ်ပြီးသူတို့ရဲ့ပြင်ဆင်မှုအားနည်းချက်တွေကိုအထင်အရှားပြသလိုက်တာပါပဲနောက်တစ်ချက်ကတော့မြောက်အာဖရိကစစ်မြေပြင်က Catherine Pass တိုက်ပွဲလိုမျိုးအတွေ့အကြုံနည်းနည်းမှုကြောင့်ကျူးလွန်ခဲ့တဲ့အမှားတွေပါပဲဥရောပစစ်မြေပြင်မှာအမေရိကန်တွေအတွက်ပထမဆုံးအကြီးအကျယ်ရှုံးနိမှုကတော့မြောက်အာဖရိကက Catherine Pass တိုက်ပွဲပါပဲ1943ခုနှစ်ဖေဖော်ဝါရီလမှာအတွေ့အကြုံနည်းနည်းတဲ့အမေရိကန်တပ်တွေဟာအတွေ့အကြုံရင့်ကျက်ပြီးထပ်မြတ်တဲ့ဂျာမန်ဗိုလ်ချုပ်ရောမောင်ရဲ့ဖန်ဆာတပ်တွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်အမေရိကန်တပ်မိုးတွေဟာရန်သူကိုအထင်သေးခဲ့ကြပြီးသူတို့ရဲ့တပ်တွေကိုလည်းကောင်းကောင်းမစီမံနိုင်ခဲ့ပါဘူးအမေရိကန်တပ်တွေအများစုဟာပထမဆုံးအချိန်စစ်ပွဲရဲ့အရှိန်အဟုန်ကိုခံစားတာဖြစ်ပြီးစစ်မြေပြင်မှာဘယ်လိုတုံ့ပြန်ရမယ်ဆိုတာမသိခဲ့ကြပါဘူးသူတို့ရဲ့လက်နက်ပစ္စည်းတွေဖြစ်တဲ့ရှာမန်တင်ကားတွေဟာဂျာမန်ရဲ့ထိုက်ကားတင်ကားတွေနဲ့ဆိုင်ရင်အင်အားမမျှပါဘူးရလကတော့အမေရိကန်စစ်သား6500ကျော်တေဆုံးဒဏ်ရာရဒါမှမဟုတ်ဖမ်းဆီးခံခဲ့ရပြီးအများသောစစ်ပစ္စည်းတွေဆုံးရှုံးခဲ့ရပါတယ်ဂျာမန်တွေဟာကီလိုမီတာ160ကျော်အထိနယ်မြေကိုထူဖောက်ဝင်ရောက်နေခဲ့ပါတယ်ဒီတိုက်ပွဲဟာအမေရိကန်စစ်တပ်အတွက်နာကျင်စရာတင်ခန်းစာတစ်ခုဖြစ်ခဲ့ပါတယ်သူတို့ရဲ့တပ်ကူတွေဟာစစ်ပွဲရဲ့အခြေအနေမှန်ကိုသိရှိနားလည်ဖို့တပ်ဖွဲ့တွေကိုကောင်းကောင်းလေ့ကျင့်ပေးဖို့နဲ့စစ်မြေပြင်ဗျူဟာတွေကိုပြန်လည်ပြင်ဆင်ဖို့လိုအပ်တယ်ဆိုတာကိုနားလည်သွားခဲ့ကြပါတယ်ဗိုလ်ချုပ်ပီတန်လိုတပ်မှုတွေရောက်ရှိလာပြီးတပ်ဖွဲ့တွေကိုပြန်လည်စူးစီးလေ့ကျင့်ပေးပြီးမှသာအမေရိကန်တပ်တွေဟာသူတို့ရဲ့အမှားတွေကနေတင်ခန်းစာယူပြီးပိုပြီးအားကောင်းလာတာနောက်ပိုင်းမှာဂျာမန်တွေကိုအောင်နိုင်ခဲ့ကြပါတယ်တတိယအချက်ကတော့ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာအေယာမအစဉ်ခေါ်မှုတွေနဲ့အမှားတွေပါပဲစစ်ပွဲကြီးရဲ့အောင်မြင်မှုအတွက်ထောက်ပံ့ပို့ဆောင်ရေးဟာအရေးကြီးဆုံးအခန်းကဏ္ဍကနေပါဝင်ပါတယ်အမေရိကန်ပြည်ထောင်စုဟာကမ္ဘာတစ်ဝက်ကစစ်မြေပြင်တွေစီကိုစစ်သားတွေလက်နက်တွေရိခါတွေထောက်ပံ့ဖို့အတွက်အေယာမအစဉ်ခေါ်မှုကြီးနဲ့ရင်ဆိုင်ခဲ့ရပါတယ်အထူးသဖြင့်နော်မန်ဒီကမ်းခြေကနေယူရောပတိုက်ထဲကိုထိုးဖောက်ဝင်ရောက်ပြီးနောက်ပိုင်းမှာထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတွေဟာအရှိကြီးဖြစ်လာခဲ့ပါတယ်မော်တော်ယာဉ်တွေလောင်စာဆီတွေခရမ်းမီကျောက်တွေဟာရှေ့တိုင်းကိုအချိန်မီမရောက်နိုင်ပဲပြဿနာတွေအများကြီးရှိခဲ့ပါတယ်တခါတလေမှာရှေ့တိုင်းကစစ်သားတွေဟာလောင်စာမရှိလို့ရှေ့မတက်နိုင်တာမျိုးဒါမှမဟုတ်ခရမ်းမလုံလောက်လို့တိုက်ပွဲကိုရပ်ဆိုင်ထားရတာမျိုးကြုံခဲ့ရပါတယ်ဒီလိုအခြေအနေမျိုးမှာ Red Ball Express လို့ခေါ်တဲ့အရေးပေါ်ထောက်ပံ့ပို့ဆောင်ရေးစနစ်တစ်ခုကိုဖန်တီးခဲ့ရပါတယ်ထောင်နဲ့ချီတဲ့ truck ကားတွေဟာတနေ့ကို24နာရီတစ်ပတ်ကို9ရက်အဆက်မပြတ်မောင်းနှင်းပြီးရှေ့တန်းကိုပစ္စည်းတွေပို့ဆောင်ပေးခဲ့ရပါတယ်ဒါပေမဲ့လည်းလမ်းခရီးတစ်ချောင်းမှာပစ္စည်းပျောက်ဆုံးမှုတွေခိုးယူမှုတွေရမ်းမတော်တဆမှုတွေအများကြီးဖြစ်ပေါ်ခဲ့ပါတယ်စစ်ပစ္စည်းတွေထဲက30ရာခိုင်နှုန်းကျော်ဟာလမ်းခရီးမှာပျောက်ဆုံးသွားတယ်လို့ခန့်မှန်းရပါတယ်ဒါဟာစစ်ပွဲရဲ့ထောက်ပံ့ရေးကွင်းဆက်မှာဘယ်လောက်တောင်ကြီးမားတဲ့အားနည်းချက်တွေရှိခဲ့တယ်ဆိုတာပြသနေပါတယ်ထောက်ပံ့ပို့ဆောင်ရေးရဲ့အားနည်းချက်တွေကြောင့်ရှေ့တန်းကထိုးစစ်တွေနှေးကွေးခဲ့ရပြီးစစ်ပွဲကြီးကိုလည်းအချိန်ပိုကြာမြင့်စေခဲ့ပါတယ်စတုထအချက်အနေနဲ့ကတော့ထောက်လှမ်းရေးဆိုင်ရာမှားယွင်းမှုတွေနဲ့မမျှော်လင့်ပဲအားသိမ်းခံရမှုများပါပဲစစ်ပွဲတိုင်းမှာထောက်လှမ်းရေးဆိုတာအလုံးအရေးကြီးပါတယ်ဒါပေမဲ့အမေရိကန်ထောက်လှမ်းရေးဟာအမှားတွေလည်းလုပ်ခဲ့ပါတယ်ဥပမာအဖြစ်1944ခုနှစ်ဒီဇင်ဘာလမှာဖြစ်ပွားခဲ့တဲ့ Battle of the Bulge တိုက်ပွဲကိုပဲကြည့်ပါဂျာမန်တွေရဲ့နောက်ဆုံးအကြီးစားထိုးစစ်ကိုမဟာမိတ်ထောက်လှမ်းရေးကလုံးဝနေပါတတိမမှုပြီးပဲဖြစ်ခဲ့ရပါတယ်နော်မန်ဒီကမ်းခြေကနေတိုက်ပွဲတွေအောင်မြင်လာပြီးနောက်မဟာမိတ်တပ်မှုတွေဟာဂျာမန်တွေဟာဒီလိုထိုးစစ်မျိုးကိုလုပ်နိုင်စွာမရှိတော့ဘူးသူတို့တပ်တွေဟာအားနည်းနေပြီလို့လုံးဝနေပါအထင်မြင်သိခဲ့ကြပါတယ်ထောက်လှမ်းရေးအချက်အလက်တွေရှိနေပြီမဲ့လည်းအဲ့ဒီအချက်အလက်တွေကိုမှန်ကန်စွာအကဲဖြတ်ဖို့ပြက်ကွက်ခဲ့ပါတယ်ရလဒ်ကတော့မဟာမိတ်တပ်တွေဟာအကြီးအကျယ်အားသိမ်းခံရပြီးအမေရိကန်စစ်သား1900ကျော်တေဆုံးခဲ့ရပါတယ်ဒါဟာအမေရိကန်စစ်တပ်တမိုင်းမှာအသေးအပြောက်အများဆုံးတိုက်ပွဲတွေထက်ကတစ်ခုပါပဲအဲ့ဒီအချိန်ကအာဒင်တစ်တော်တွေကစောင်းရတီရဲ့ကြမ်းတမ်းတဲ့ရာသီဥတုကလည်းစစ်ပွဲကိုပို့ပြီးခက်ခဲစေခဲ့ပါတယ်ဂျာမန်တွေရဲ့အမျှော်လင့်ထားတွေထိုးစစ်ကြောင့်မဟာမိတ်တပ်တွေဟာနောက်ကိုဆုတ်ခွာခဲ့ရပြီးအရေးပါတဲ့နေရွေတွေလက်လွတ်ခဲ့ရပါတယ်ဒါအပြင်စစ်ပွဲရဲ့ရှုပ်ထွေးပွေလီမှုတွေကြောင့်မဟာမိတ်တပ်ချင်းမာယွန်းပစ်ခတ်မှု friendly fire တွေလည်းအများကြီးဖြစ်ပေါ်ခဲ့ပါတယ်လေယာဉ်မှုနဲ့တင်ကားသမားတွေနဲ့ခြေလင်းတပ်သားတွေကြားကဆက်သွယ်ရေးအမှားယွင်းတွေကြောင့်ကိုပတ်သားကိုပြန်ဖြစ်နေတဲ့ဖြစ်တွေဟာစစ်ပွဲရဲ့ကြေကွေးစရာဘေးထွက်ဆိုးရိုးတွေပါပဲမဟာမိတ်တပ်ဖွဲ့ဝင်ထောင်နဲ့ချီကျော်ဟာ friendly fire ကြောင့်တေဆုံးခဲ့တယ်လို့ခန့်မှန်းရပါတယ်ပန်ချမမြောက်ချက်ကတော့လက်ပညာပိုင်းဆိုင်ရာအားနည်းချက်တွေနဲ့တော်ပြီးတော့
ပြဿနာပါပဲစစ်ပွဲကြီးမှာနက်ပညာရဲ့အခန်းကဏ္ဍကလည်းအရေးကြီးပါတယ်ဒါပေမဲ့အမေရိကန်တွေရဲ့နက်ပညာတွေမှာလည်းအားနည်းချက်တွေရှိခဲ့ပါတယ်အထင်ရှားဆုံးဥပမာတစ်ခုကတော့အမေရိကန်ကြီးကိုစင်ပေါ်တွေမှာအလုံးပြတဲ့ Mark 14 တော်ပီဒိုတွေပါပဲစစ်ပွဲရဲ့အစောပိုင်းတွေမှာအမေရိကန်တော်ပီဒိုတွေဟာအလုံးအမြင့်ယုံကြည်စိတ်ချရမှုမရှိခဲ့ပါဘူးဖိခတ်လိုက်တဲ့တော်ပီဒိုတွေဟာဖိခွက်ကိုမထီတာထိရင်လည်းမပေါက်ကွဲတာစတဲ့ပြဿနာတွေရှိခဲ့ပါတယ်တော်ပီဒိုတွေဟာဖိခွက်အောက်ကနေဖြတ်သွားတာမျိုးဒါမှမဟုတ်ထိမိပြီးမှမပေါက်ကွဲတာမျိုးတွေအများတန်းဖြစ်နေပါတယ်အမေရိကန်ရေကိုစင်ပေါ်သားတွေဟာဂျပန်စင်ပေါ်တွေကိုတိုက်ခိုက်ဖို့အခွင့်အရေးရပေမဲ့သူတို့ရဲ့တော်ပီဒိုတွေကအလုံးမလို့တာကြောင့်ရန်သူကိုမဖြတ်စီနိုင်ပဲဖြစ်ခဲ့ရပါတယ်ဒီလိုနက်ပညာအမှားယွင်းတွေကြောင့်ဂျပန်ရေတပ်စင်ပေါ်တွေကိုတိုက်ခိုက်ဖို့အခွင့်အရေးကောင်းတွေအများကြီးဆုံးရှုံးခဲ့ရပြီးအမေရိကန်ရေတပ်သားတွေရဲ့အသက်တွေလည်းအချိန်မီပေးဆက်ခဲ့ရပါတယ်နှစ်ပေါင်းများစွာကြာအောင်စစ်ဌာနချုပ်ကအရာရှိတွေဟာရေကုတ်စင်ပေါ်သားတွေရဲ့တိုင်ကြားချက်တွေကိုမယုံကြည်ခဲ့ပါဘူးသူတို့ရဲ့တော်ပီဒိုဒီဇိုင်းဟာအပြည့်ပြည့်စုံတယ်လို့ယူဆခဲ့ကြပါတယ်နောက်ဆုံးမှာစစ်ဆေးမှုတွေပြုလုပ်ပြီးတော်ပီဒိုတွေမှာနက်ရှင်မှုမှာယွင်းတာတာရက်တပ်တုံးတွေမှာပြဿနာရှိတာစတဲ့ချို့ယွင်းချက်တွေကိုတွေ့ရှိခဲ့ရပါတယ်ဒီပြဿနာကိုဖြေရှင်းနိုင်ဖို့အချိန်တော်တော်ကြာယူခဲ့ရပါတယ်ဒီအချက်ကစစ်ပွဲမှာနက်ပညာပိုင်းဆိုင်ရာပြင်ဆင်မှုတွေဘယ်လောက်အရေးကြီးလဲဆိုတာပြသနေပါတယ်ပြည်သက်ကြီးဒီနေ့တော့ဒုတိယကမ္ဘာစစ်ကြီးမှာအမေရိကန်ပြည်ထောင်စုရဲ့အမားတွေအကြောင်းကိုလေ့လာခဲ့ကြရပါတယ်ဒီအမားတွေဟာသူတို့ရဲ့အောင်မြင်မှုတွေကိုကြော့ကျသွားစေတာတော့မဟုတ်ပါဘူးအမေရိကန်တို့ဟာဒီအမားတွေကနေသင်ခန်းစာယူပြီးပိုပြီးအားကောင်းလာခဲ့တာကိုလည်းကျွန်တော်တို့မြင်တွေ့ခဲ့ရပါတယ်ဒါပေမဲ့စစ်ပွဲဆိုတာဘယ်လောက်ပဲအင်အားကြီးဖြစ်စေဘယ်လိုနက်ပညာတွေပဲရှိနေပါစေအများအားပြည့်ပြည့်စုံနေတာမဟုတ်ဘူးဆိုတာကိုဒီအထည်အပျက်တွေကတက်တည်ပြနေပါတယ်စစ်ပွဲတိုင်းမှာလူသားတွေရဲ့မှားယွင်းမှုတွေဆုံးဖြတ်ချက်အမားတွေမထင်မထားတဲ့အခြေအနေတွေအများအားရှိနေတတ်ပါတယ်ဒီအမားတွေကနေသင်ခန်းစာယူပြီးအနာဂတ်မှာပုံမကောင်းမွန်တဲ့အဆုံးဖြတ်ချက်တွေချနိုင်ဖို့ကအရေးကြီးဆုံးပါပဲဒုတိယကမ္ဘာစစ်ကြီးကနေတင်ယူရမယ့်အကြီးမားဆုံးသင်ခန်းစာကတော့ငင်းချမ်းရေးရဲ့တန်ဖိုးနဲ့စစ်ပွဲရဲ့ကြောက်မှတ်ပွဲကောင်းခြင်းတွေပါပဲစစ်ပွဲဟာလူသားတွေရဲ့ဘဝတွေကိုဘယ်လိုဖြည့်ဆည်းခဲ့လဲဘယ်လိုနာကျင်မှုတွေပေးခဲ့လဲဆိုတာကိုဒီအမားတွေကနေတစ်စင်ပို့ပြီးနည်းနည်းခန်းစားမိစေပါတယ်ဒီဗီဒီယိုကနေတခုခုရသွားမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာတမိုင်းအကြောင်းအရာတွေနဲ့ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ဖို့မမေ့ပါနဲ့